ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကိုသော channel ကနေပြီးတော့ကျွန်တော်ရဲ့ကိုဒီမတွေအားလုံးပြန်လဲနှွေးထွေးစွာကြိုးဆိုလိုက်ပါတယ်เนาะကျွန်တော်နေ့ရက်တိုင်းမှာစင်မပြတ်အားပေးနေတဲ့ကိုဒီမတွေအားလုံးပဲတူတယောက်မကြံကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးတော့မြင်မြင်တွေ့ပြီဆိုတော့ねအားလုံးပဲဝင်ရောက်ပြီးတော့အားပေးကြပါအောင်လို့ကျွန်တော်ဘက်ကနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်เนาะကျွန်တော်ရဲ့ကနန်လေးတို့အစင်မပြတ် live shot ပေးနေတဲ့လူဟောင်းလူသစ်ကိုဒီမတွေအားလုံးပဲတယောက်မကြံခုနှစ်သားသမီးများပေါင်းအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အလုံးစုံပြည့်စုံနိုင်ကြပါစေစိတ်တော်နဲ့ကိုပါလိုဝဆန္ဒတွေအားလုံးပဲပြေဝကြပါစေလို့ဥဒ္ဒပထမကျွန်တော်ရဲ့ channel လေးကနေကိုဒီမတွေအားလုံးကိုစမှုကောင်းတောင်းပေးလိုက်ပါတယ်။ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါပဲ။ကဲကျွန်တော်ဒီနေ့မှာဆိုရင်ကျွန်တော်တို့ကိုမတွေအားလုံးပဲเนาะကျွန်တော်32ဆိုတဲ့ခဏန်းလေးနဲ့ကျွန်တော်4ချိန်စတိုက်ထပ်ပြီးတော့အဆင်ပြေခဲ့ပြန်ပြီเนาะဘလူးတွေဘလောက်ဖို့လေးတွေရလိုက်တယ်ပေါက်လိုက်တယ်ဆိုတော့ကိုဒီမတွေအားလုံးကပေါက်ကြီးလေးတွေမှန်းပြီးတော့အပေးခဲ့လို့ရပါတယ်เนาะကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုခုမှမြင်လို့ဝင်ရောက်လာတဲ့ကိုဒီမတွေပဲဖြစ်ဖြစ်စိတ်ဝင်စားလို့ဝင်လာတာပဲဖြစ်ဖြစ်ကျွန်တော်အများအားပေးလို့ဝင်လာတာပဲဖြစ်ဖြစ်เนาะကျွန်တော်ဒီဗီဒီယိုဖိုင်လေးတော့ဝင်ရောက်လာပြီဆိုရင်ကျွန်တော်ရဲ့ကိုအများအားလုံးပဲကျွန်တော်အများနဲ့ပြောနေသလိုပဲဒီဗီဒီယိုဖိုင်လေးဒီအချိန်လေး3မိနစ်4မိနစ်လောက်ပဲကြာတာဖြစ်တဲ့အတွက်မကြော်မဖဲနဲ့အစားနဲ့အဆောင်လေးတရားလေးကြည်သွားပါเนาะဒီနေ့ဒီချိန်လေးကိုတစ်ချိန်တစ်ပွဲမှအစင်မပြေသေးဘူးဆိုတော့ကိုဒီမတွေများအားလုံးပဲဝင်လာပြီဆိုရင်ကျွန်တော်ခုမြပေးမဲ့ခဏလေးအားလုံးကိုတေချာလေးလက်ပြီးတော့မှတ်သွားပြီးပြီးဆိုဗီဒီယိုဖိုင်လေးကိုပြီးဆုံးတဲ့ကြည်သွားပြီเนาะတကွက်ကောင်းလုံးမိုင်စသည်ဖြင့်အားလုံးရရှိမှဖြစ်တယ်အဲ့ဒီကြောင့်မကြော်မဖဲနဲ့အစားနဲ့အဆုံးလေးကြည်သွားပြီเนาะရုံကြည်နဲ့လိုက်ပြီးတော့ကစားပေးပါကျွန်တော်ဘက်ကနေပြီးတော့လိုက်ပြီးတော့ထိုးပါမထိုးပါနဲ့လို့တော့ကျွန်တော်မတိုက်တွန်းဘူးကိုတွေမားတွေအားလုံးကငွေနဲ့ရင်းရတာဖြစ်တဲ့အတွက်စဉ်းစားပါချင်းနေပါเนาะအကြိုက်တူဝါသနာတူမယ်ဆိုရင်လိုက်ပြီးတော့ဆောလို့ရတယ်လိုက်ပြီးတော့ကစားလို့ရပါတယ်ကဲအားလုံးကကျွန်တော်စကားရတော့ရှေ့ဝေးမပြောတော့လူသစ်ကိုတွေမားတွေအားလုံးပဲကျွန်တော်ရဲ့ channel လေးကိုနေ့စဉ်နေ့တိုင်းမှာအစင်မပြတ် live shot ခြင်းနဲ့အကိုတွေမားတွေအားလုံးပဲတယောက်မကြံ channel လေးကို subscribe ကလေးနှိပ်ထားပါဝင်လာပြီဆိုတော့ね live လက်မလေးတွေထောင်ထားမယ်เนาะဝင်လာပြီဆိုတော့ねလက်မလေးတွေထောင်ထားမယ်ကျွန်တော်တက်ဘာမှလုပ်ပေးဖို့မလိုဘူးဘလောက်မှလည်းပို့ထုတ်ပေးဖို့မလိုဘူးเนาะ live လက်မလေးတွေထောင်ထားအဲ့လားလေးကိုတတိလေးထားပြီးတော့နှိပ်ပေးခဲ့ဖို့မမေ့ပါနဲ့ကဲအားလုံးပဲကျွန်တော်အခု channel လေးတွေစတင်ပြီးတော့ခေါ်ပေးမယ်မမှတ်မိတဲ့အကိုတွေမတွေအားလုံးကဘေးနားမှာစာရက်ကလေးနဲ့ဘောပိန်လေးနဲ့ရှိမယ်ဆိုရင်စောင်းထားပေးပါမှတ်မိတဲ့အကိုတွေမတွေအားလုံးကလည်းကနန်းလေးတို့သေချာလေးလိုက်ပြီးတော့မှတ်သွားပေးပါလိုက်ပြီးမှဆိုတာဒါလိုက်ပြီးတော့စော့မဲ့ကိုတွေမတွေအားလုံးတော့ကိုပဲပြောတာเนาะယုံကြည်နဲ့လိုက်စော့မဲ့အကိုတွေမတွေအားလုံးပဲလိုက်ပြီးတော့ကစားနက်ဖက်မှာလည်းဒီနေ့လိုပဲထပ်ပြီးတော့အဆင်ပြေအောင်ကျွန်တော်ကောင်းဆုံးကြိုးစားပေးထားတယ်ကဲအားလုံးပဲနက်ဖက်အတွက်ကျွန်တော်73ရက်2လ2026ကျွန်တော်ပွဲသိမ်းတောက်ကြနေ12နာရီ10မိနစ်အတွက်အကောင်းဆုံးကီးဒီကျွန်တော်တို့831ဆိုတဲ့ကီးပဲဖြစ်ပါတယ်เนาะ831ဆိုတဲ့ကီးပါအကိုတို့မှလည်းရှိမှာ1ချင်းကီးလုံးမှန်ရှိမယ်ဆိုရင်တွဲပြီးတော့ထိုးပါတွဲပြီးတော့ကစားပါပတ်သီးနေနေကကျွန်တော်38ပတ်သီးကိုရွေးထုတ်ထားပါတယ်3ကိုကြိုက်ရင်3ကိုပတ်ပါ8ကိုကြိုက်ရင်8ကိုပတ်ပါပတ်သီးနှလုံးလုံးပတ်ပါလို့ကျွန်တော်မပြောဘူးပြီးတော့မှအကြိုက်ဆုံး main ပတ်သီးတစ်လုံးနဲ့တစ်ခွက်ကောင်းလေးပြန်ပြီးတော့ကျွန်တော်ရွေးထုတ်ပေးမယ်3နဲ့ပတ်သက်ရင်31ကဲ36ကဲ34ရယ်39ရယ်เนาะ31 36 34 39ပဲဖြစ်ပါတယ်ဒါ3နဲ့ပတ်သက်ရင်အဓိကထားပြီးတော့ထိုးရမယ်ခဏန်းလေး4ခွက်ပါ8နဲ့ပတ်သက်ရင်8တကဲ86ကဲ84ရယ်89ရယ်เนาะ81 86 84 89ဆိုတဲ့ခဏန်းလေးတွေပဲဖြစ်ပါတယ်ဒီခဏန်းလေးတွေကဒါပတ်တိမပတ်နိုင်ဆိုတဲ့အကိုတွေမတွေအားလုံးကဒီခဏန်းလေးတို့အဓိကထားပြီးတော့ကစားပါကဲအခုတကွက်ကောင်းလေးတွေစတင်ပြီးတော့ခေါ်ပေးမယ်တကွက်ကောင်းလေးနဲ့ကျွန်တော်တို့ main ပတ်တိလေးတစ်လုံးเนาะနောက်ဘက်မှာကျွန်တော်အကြိုက်ဆုံးပတ်သီးစီ8ပိုင်းဖြစ်ပါတယ်เนาะ8ပိုင်းပတ်သီးလေးဖြစ်ပါတယ်တေချာပေါက်ကြမယ်လို့တော့အာမမခံဘူးအကောင်းဆုံးကြိုးစားပေးထားတယ်ယုံကြည်မှုပြည့်ရှိမှလာပြီးတော့ပတ်ပါเนาะ8နဲ့ပတ်သက်ရင်ကျွန်တော်တို့81ဆိုတဲ့ကဏ္ဍစီတစ်ခွက်ကောင်းပဲဖြစ်ပါတယ်8နဲ့ပတ်သက်လိုက်ရင်81ဆိုတဲ့ကဏ္ဍစီတစ်ခွက်ကောင်းကျွန်တော်3နဲ့ပတ်သက်လိုက်ရင်ကျွန်တော်36ဆိုတဲ့ကဏ္ဍစီတစ်ခွက်ကောင်းပါเนาะ8နဲ့ပတ်သက်လိုက်ရင်81နှစ်ခတ်ကျွန်တော်တစ်ခွက်ကောင်း3နဲ့ပတ်သက်လိုက်ရင်ကျွန်တော်36ဆိုတဲ့ကဏ္ဍစီတစ်ခွက်ကောင်းပဲဖြစ်ပါတယ်ကဲအားလုံးကကျွန်တော်ခုမြောက်ပြီးခဲ့တဲ့ကဏ္ဍလေးတွေအားလုံးနဲ့ဒီနေ့လိုပဲနက်ဖက်မှာလဲပွဲသိမ်းနေ့မှာလဲအားလုံးပဲထပ်ပြီးတော့အဆင်ပြေကြပါစေအားလုံးပဲပေါက်ကြပါစေเนาะညနေ4နာရီခွဲအတွက်ကိုတော့ကျွန်တော်12နာရီခွဲတိုင်းနဲ့ like လေးပြန်ပြီးတက်လာခဲ့ပါမယ်ကဲအားလုံးပဲတက်တာပါ